mining ကိုတဲ့အကိုကြီးတဲ့လှုပ်ချင်တယ်တဲ့ဘယ်လိုလုပ်ရမလဲမသိဘူးတဲ့တချို့လာမေးထားလို့နော်ဆိုတော့ပေးထားတဲ့ကျွန်တော်ပေးထားတဲ့ link ကိုတစ်ချက်နှိပ်ပြီးသွားရင်ဒီမှာရောက်သွားပြီပုံလေးနဲ့ရှင်းပြထားတယ်ပုံလေးနဲ့ရှင်းပြထားတာမလုပ်တတ်တဲ့သူတွေအတွက်နော်အခုက video recording လုပ်ပေးတာပါဆိုတော့ကျွန်တော်ပေးထားတဲ့ဒီ link ကို copy ယူပါဒီမှာဒီ link နော်ဒါလေးကို copy ယူလိုက်ပါကဘာလုံးအောင်မှာ copy link ဆိုတာရှိတယ်နှိပ်လိုက်ပြီးရင်ကျွန်တော်ပြင်ထွက်လာတယ်နော် Play Store ကနေပြီးတော့ဒီ My Browser ဆိုတော့ down အောင်မယ်เนาะအခုကျွန်တော်မှအနီရောင်နဲ့ဝိုင်းပြထားတဲ့ browser လေးเนาะ MISCS ဆိုတော့ရိုက်ထည့်ပြီးတော့ down လိုက်ပါ down ပြီးသွားရင်ကျွန်တော်တို့ခုန copy ဆွဲလာတဲ့ link ကိုဒီမှာเนาะချပြီးတော့မှ run လိုက်ပါရှာလိုက်ပါเนาะခဏလေးစောင့်ပြရမယ်เนาะဒီမှာဒီလိုပေါ်လာပြီဗျာเนาะဒီလိုလေးပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာเนาะဒီအဆက် all ဆိုတော့နှိပ်ပေးလိုက်เนาะဆိုရင်ဒီမှာဒီဘက်4000ခွဲနှစ်ခွက်ကိုအမှန်ချစ်เนาะဒါကိုလည်းအမှန်ချစ်ဒီမှာတော့မော်တော်ဆိုင်ကယ်ပုံလေးရွေးခိုင်းတယ်ပေါ့เนาะမော်တော်ဆိုင်ကယ်ဆိုရင်ဒီမော်တော်ဆိုင်ကယ်ပုံလေးရွေးလိုက်ရနှိပ်လိုက်เนาะဒါဆိုရင်ဒါတော့မီးပွိုင်းပုံလေးရွေးခိုင်းတာပါဒါဆို verify ဖြစ်သွားပြီဒီမှာကျွန်တော်တို့ Gmail ထည့်ရမယ်ကိုယ့်ရဲ့ Gmail ကိုထည့်လိုက်ပါထည့်ပြီး continue ကိုနှိပ်ပါ Gmail တော့ဒီလိုကုတ်ပို့လိုက်မယ်ခဏလေးစောင့်ပေးရမယ်ကျွန်တော်တော့အပြင်မှာ Gmail ထဲမှာကုတ်သွားယူလိုက်ပါမယ်နော်ပုံကြီးညံသွားတော့ဟောမှာ Gmail ရောက်ပြီဗျာဟောမှာ230ဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာပြန်ထည့်လိုက်မယ်230နော် register လုပ်လိုက်ပါဒီလိုမျိုးဆိုရင်ဒါကျွန်တော်တို့ဒီ4000ဝက်လေးအမှန်ကြီးချစ်လိုက်ပြီးရင်ဒီမှာစိမ်းရောင်လေးပဲနှိပ်လိုက် overall ဆိုရပြီဒီလိုမျိုးပေါ်လာပြီနော်ပေါ်လာရင်ဒီဘက်ဒီမှာရုပ်ပုံလေးကိုတစ်ချက်နဲ့ရုပ်ပုံလေးနေလို့မရရင်အောက်မှာလူပုံလေးရှိတယ်လူပုံလေးကိုနှိပ်လို့ရတယ်ဒါဆိုရင်ဒီကောင်ဒါဟိုဖြစ်သွားပြီနော်ဆိုရင်ကျွန်တော်တို့ကဒီမှာဘာရှားမလဲလို့ဒီလိုလောက်ပြီးသွားပြီဆိုရင် sorry ဒါဆိုဒီမှာ user name ဆိုတဲ့နေရာရှိတယ် user name ဆိုတဲ့နေရာလေးနော်ဒီမှာဒီဘက်အောက်ဆုံးကလူပုံလေးကိုဒီလူပုံလေးနေရာကိုနှိပ်ပြီးသွားရင်ဒီမှာ user name ဆိုတာရှိတယ်ကိုယ့်ရဲ့ Gmail အပေါ်နားလေးမှာနော်user name လေးကိုကိုယ့်နာမည်လေးကိုရေးထားလို့ရတယ်နော်ဆိုတော့ဒီမှာနာမည်တစ်ခုပေးလိုက်ပါဗျာကျွန်တော်တားလင်းနဲ့ကျွန်တော်ဖွင့်တော့ကျွန်တော်လင်းတာလေးကျွန်တော်ပေးလိုက်လင်းတာဆေးလိုက်မယ်နော်ဆိုတော့ဒီမှာကျွန်တော်ရဲ့ဒီမှာ email ရ verify ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်နေရာလေးကိုပြန်တစ်ချက်နှိပ်လိုက်ပါနော်ဒီနေရာလေးကိုနှိပ်ပြီးသွားရင်ကျွန်တော်ဗာရရမယ်ဆို GRAS graph EHT and SI1